မင်္ဂလာပေါင်းနဲ့ခါညောင်းပါတယ်။ဘုံမောင်ကားလေးတစ်စီးရောင်းပေးပါဦး။ဒါလေးပဲ။ဒီကားလေးကအရင်ကကိုမောင်ကြီးကဝယ်သွားပြီးတော့နောက်တော့မော်ဒယ်အမြင့်နဲ့ပြန်အလိုက်ပေးလဲဆိုတော့ပြန်ရောက်လာတယ်ဒီပါလေးက။မြည်သည့်အဲ့ဒါမှမရှိပါဘူးဗျ။ပတ်စံတက်နိုင်တော့အလိုက်ပေးပြီးပြန်လဲသွားတယ်။ကားလေးကျွန်တော်ပြန်ရောက်လာပါတယ်။ကြည့်ပါလား။သူရဲ့အသွေးမွေးလေးပါ။ငန်းနေနည်းနည်းချက်ဒီဘာမှပြောရမလို့ပါဘူးပြချစ်ပလိုက်တကားပေါက်တွေလည်းပါပါတယ်ဗျတကားပေါက်အော်တကားပေါက်ပါဟောချစ်ပလိုက်တိုင်းသာမျက်နှာစွာနှလုံးသားကဆောင်းချိုခတ်တန်တန်ကတော့သူ့ရဲ့အိတ်စောလေးပါဗျအိတ်စောလေးကြီးတော့မစေးရသေးဘူးလူမရင်မေမပြေကားလေးရဲ့အတွေ့အကြုံလေးပါနော်လိုက်ကြကားလေးပါအားလုံးရဲ့လက်ခုပ်တီးတဲ့အမေကလည်းအပြုံးမြဲရေးလေးတက်စဖို့တက်စဖို့နောက်တော့တက်စဖို့ကျုပ်မယူပါဘူးကိုမပါတိုင်းပြန်ရောက်ပြီပါနောက်ရှိပလိုက်ယုံကြည်ရင်ခီးစနေသူငါတော့သူ့ရဲ့စပယာဝီကိုအားထုတ်မိုဟာမက်တိုင်းစီဒီမှာစဒီမှာကိုအားထုတ်ကုံစုံပါပါတယ်ဗျာစပယာဝီတို့ဒီမှာကြည့်လိုက်အောင်ကြောက်စိမ့်ရောင်တော့မကြောက်သေးဘူးမရှိတော့စပယာဝီနော်နော်ခွေလွတ်ပါအမေသူရဲ့လက်စပူလေးပါဗျာမတက်ကလေးပါနော်ဒီမှာမတက်ကလေးတွင်းကမ်းပါဗျာတွင်းကမ်းပါဒါရဲ့တွင်းကမ်းပါဗျာဒါရဲ့တွင်းကမ်းတွင်းမျက်နှာချက်အကုန်လုပ်ပြီးသားပါဗျာတက်ကကြီးပါဗျာဘာမှလုပ်เสียမလိုပါဘူးနော်အလုံးချင်းပြလိုက်ဒီတိုင်းပါတက်ကကြီးပါတက်ကကြီးပါကားလေးပါပဲဗျာအားလုံးချစ်ပြန်နော်သူ့ရဲ့အတွင်းမူလေးတော့ချစ်ပြန်နေပြည်တဲ့တိုင်းပါဗျာအားလုံးချစ်ပြန်နေကျမ်းမာချမ်းသာလမ်းဖြာပြီးလိုရာဆန္ဒပြုလို့ရတယ်အားလုံးကျမ်းမာချမ်းသာကြပါအားလုံးရေးတာ